ပြုံးလူရဲ့နောက်ွယ်မှာပြောမပြနိုင်တဲ့နာကျင်ခံစားမှုတွေရှိနေတတ်တယ်တချို့လူတွေကဘလောက်ပဲနာကျင်နေပါစေအပြုံးကိုမျက်နှာပေါ်ကနေမချဘူးလူတွေရှိမှအားကောင်းတဲ့လီဒါတယောက် dressing room ထဲမှာကစားသမားတွေယုံကြည်ရတဲ့ coach တယောက်အိမ်မရောက်တဲ့အချိန်မှာမိသားစုအတွက်အမြဲတမ်းရီမောပြီးတဲ့ဖခင်တယောက်ဖြစ်ပါလေတယောက်တည်းအထီးကျန်နေတဲ့အချိန်မှာတော့အမောင်ဆုံးတိုက်ပွဲတွေကိုတိတ်တိတ်လေးတိုက်ခိုက်နေတတ်ကြတာပါပဲမဲဘရာဟာအမျိုးသမီးဘောလုံးလောကရဲ့လေးစားခံရဆုံးမန်နေဂျာတွေကတယောက်ဖြစ်ပါတယ်လေဘာဘူးမျိုးသမီးတင်ကို WSL ချန်ပီယံ2ချိန်တိုင်ရယူပေးခဲ့တဲ့သူကစားသမားတွေချစ်တဲ့ coach fan တွေချစ်တဲ့ coach အမြဲတမ်းပြုံးနေတတ်တဲ့ coach ဒါပေမဲ့2025 စက်တင်ဘာမှာတော့သူဟာကိုအဆုံးစီရင်သွားခဲ့ပါတယ်ဘောလုံးလောကတစ်ခုလုံးအံ့ဩတုန်လုံးတိတ်ဆိတ်သွားခဲ့ရတာပါပဲဘာလို့ဆိုအမြဲပြုံးနေတဲ့လူတစ်ယောက်ကအတွင်းမှာဒီလောက်ထိပင်ပန်းနေခဲ့တာကိုဘယ်သူမှမသိခဲ့ကြလို့ပါပဲအမြဲတမ်းပြုံးနေတဲ့လူတစ်ယောက်ရဲ့အတွင်းကအမှောင်ကိုတကယ်တော့ဘယ်သူမှမမြင်ခဲ့ကြပါဘူးသူဇနီးဒဗီဘရက်ကကျမတို့ဘယ်တော့မှဒီလိုဖြစ်မယ်လို့မထင်ခဲ့ဘူးသူကကျွန်တော်ပင်ပန်းနေပြီလို့သာပြောခဲ့ရင်ကောင်းမယ်ဆိုတဲ့စကားလေးကနောက်ကျသွားတဲ့နောင်နာတွေအပြည့်နဲ့နာကျင်နေခဲ့တာပါပဲဘောလုံးမန်နေဂျာဆိုတာသတင်းစာရှင်းလင်းပွဲတွေနှီးစနစ်တွေရလက်တွေနဲ့ပဲတာဝန်ယူနှပန်းလုံးနေရတာမဟုတ်ပါဘူးသူတို့ကအားပေးသူလူပေါင်းများစွာရဲ့နှိုးလင်းချက်အတွက်လည်းနေ့တိုင်းတည်ပိုးနေကြရတာပါမန်နေဂျာတွေကအကူအညီလိုတဲ့ဆိုတာကိုကိုယ်တိုင်လှည့်တောင်းနေစရာမလိုသင့်ဘူးလို့ဆိုတဲ့ဒဗီရဲ့စကားဟာလည်းဘောလုံးလောကတစ်ခုလုံးကိုထိုးပေါက်သွားတဲ့စကားပါပဲသူတို့ပေါ်ဖီယာကအရန်ကြီးတယ်မန်နေဟက်ချက်တွေကိုပုံမှန်မဖြစ်မနေလုပ်ပေးတင်တယ်လို့သူမကပြောခဲ့ပါသေးတယ်ဘာလို့လဲဆိုတော့တချို့လူတွေကတခြားလူတွေထက်အမြဲအားပေးနေတတ်ပေမဲ့ကိုတော့ကယ်တင်ဖို့မေ့နေတတ်ကြလို့ပါပဲမဲအကိုမဘရက်ကလည်းမန်နေဂျာတွေကကိုစူပါဟူးမန်လို့ထင်ကြတယ်ဒါပေမဲ့အတွင်းမှာတော့ကိုပေမန်းနေတာကိုကိုယ်တိုင်ပဲသိပါတယ်ကျွန်တော်သူ့ကိုဘယ်လောက်ချစ်လဲဆိုတာသူ့နောက်ဆုံးအချိန်မှာသိခဲ့ရင်ကောင်းမယ်လို့နာကျင်ပွဲပြန်ပြောပြပါတယ်မဲဟာကစားသမားတွေကိုအသင်းတွေကထုတ်ပယ်ရတဲ့အချိန်တွေမှာအရန်နာကျင်တတ်တဲ့သူလို့ဒဗီကထပ်ပြီးတော့ပြောပါတယ်မဲကလူတွေကိုစိတ်ပြောင်းလုပ်ရတာမုန်းတယ်သူကလူတိုင်းအတွက်ရှိပေးခဲ့တယ်ဒါပေမဲ့ကို့အတွက်တော့ရှိမနေခဲ့ဘူးတဲ့အဲ့ဒီစကားလေးကတချို့လူတွေရဲ့ဘဝကိုတိတိကျကျဖော်ပြနေတယ်လို့ပါပဲအပြင်မှာတော့ strong ဖြစ်နေတယ်လူတိုင်းကိုကူညီပေးနေတယ်ရှေမောနေတယ်ဒါပေမဲ့တယောက်တည်းကျန်တဲ့အချိန်မှာတော့ကိုယ်နှလုံးသားကတိတ်တိတ်လေးပြိုကျနေပြီမဲရဲ့သားလေးဟယ်ရီကတော့သူ့အဖေကိုအောင်ပွဲတွေထက်မိဖို့ကြောင့်ထဲမှာတချင်းဆိုရင် breakfast လုပ်ပေးတဲ့အဖေဖြစ်ပဲပို့ပြီးတော့မှတ်မိနေတာပါမိဖို့ကြောင့်ထဲမှာတချင်းဆိုနေတာကသူ့ရဲ့ပုံမှန်ပဲတကယ်တော့လူတစ်ယောက်ရဲ့အကြီးမားဆုံး legacy က trophy မဟုတ်ပါဘူးလူတွေရဲ့နှလုံးသားထဲမှာကျန်ခဲ့တဲ့နှွေးထွေးမှုတွေပါပဲဟယ်ရီရဲ့နောက်ဆုံးစကားကတော့အရန်ကိုနာကျင်စေပါတယ်မန်နေဂျာတွေတက်ပို့ပြီးတော့မြတ်တာရှိတဲ့နဲ့ဟုတ်ပါတယ်ကျွန်တော်တို့ကရှုံးပွဲတစ်ပွဲအတွက်သူတို့ကိုဝေဖန်ဖို့လွဲပါတယ်ဒါပေမဲ့သူတို့ကလည်းလူသားတစ်ယောက်ပဲဆိုတာကိုတော့မေ့သွားတတ်ကြတာပါတခါတလေမှာအမြဲပြုံးနေတတ်တဲ့သူတွေကပဲအကူအညီအလိုအဆုံးသူတွေဖြစ်နေတတ်တာကိုသတိရပေးပါလာမယ့်တစ်ပတ်မှာအမျိုးသမီးစူပါလီရဲ့ Hall of Fame မှာထည့်သွင်းကုန်မှုချင်းခံရမယ့်အမျိုးသမီးဘောလုံးလောကရဲ့နီးပြဖြစ်နေခြင်းတွေကရောင်စင်တုမပါတဲ့အောင်မြင်မှုတွေအပြင်ကိုယ်ပတ်ဝန်းကျင်ကလူတွေကိုအပြုံးမပြတ်ဆက်ဆံတတ်တဲ့ member အတွက်ဂုဏ်ပြုတင်ဆက်လိုက်ရပါတယ်M9 Sport မှာတင်ဆက်ပါတယ်ဘောလုံးနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုစူးစမ်းတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့တော့အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါသည်ခင်ဗျာ